ဒီနေ့မှာတော့ကျွန်တော် budget outfit လေးတွေတောင်းဆိုထားတဲ့ညီကိုတွေအတွက်အားလုံး3သိန်းအောက်ကြည့်ပဲနဲ့ကျွန်တော် Omani style budget outfit လေးဝတ်ပြပါမယ်အခုဒီလီနယ်အင်ကြီးဖြူလေးကတော့4600ပေးရပါတယ်ဒီ beige color style band ပေါင်းမိလေးကတော့4900ပေးရပါတယ်ဒီကပတ်လေးကိုတော့ကျွန်တော် Shein website ကနေဝယ်တာဖြစ်ပြီးတော့ဒီရောက်ဆိုရင်တော့2000ပတ်ချလဲလောက်တော့ပေးရမှာပါဒီရွှေကြိုး accessory လေးတွေကတော့ကြိုးကလည်း3800လက်စွပ်ကလည်း3800ပေးရပါတယ်ဒီဖက်နှက်လေးကတော့9000ဝယ်ပေးရပါတယ်ဒီဒူဘိုင်းရေမွေးလေးကဈေးကတော့8000ပတ်ချလဲပဲပေးရတယ်ဆိုပေမဲ့ fresh ထဲမှာမှနက်နက်သီးနှံလေးကိုကြိုက်တယ်ဆိုရင်တော့အဆင်ပြေပါတယ်ဒီ Omani style မျက်မှန်လေးကတော့9000ခွဲပေးရပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပခုံးပေါ်မှာတင်ဖို့ရွေးချယ်ထားတဲ့ sweater အင်ကြီးလေးကတော့4400ပေးရပါတယ်ကဲဒါဆိုရင်တော့အားလုံး3သိန်းအောက်ကြည့်ပဲနဲ့ budget Omani style လေးနဲ့အထာကျလို့ရပြီဖြစ်ပါတယ်